ပါဠိလေးတစ်ပိုင်းကိုအခြေခံဟောကြားပေးပြီးဉာဏ်သက်ကြားတတ်ပါစေအမည်ရတော့တရားတော်ဘာတရားလဲတရားဉာဏ်သက်ကြားတတ်ပါစေလို့ဒီပေးတဲ့တရားလေးကိုဟောကြားပြီးမှသာကြားပြီတရားတော်ရဲ့ပိုင်ရှင်ဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးနဲ့တကွာတရားတော်သာတော်မြတ်တို့ရဲ့ကိုယ်တော်များကိုပါယုံကြည်ကြတော်မူစောကြရအောင်အလုံးမဆွေတော်တို့များခိတ္တကတမြည်မြည်တတ်တတ်နေထိုင်ပြောဆို၍လောလေးတွေချီပြတ်တော်လေးတွေချအတူတူပဲကိုယ်တော်ကိုပါယုံပြုပြီးတော့ညီတော်စွာပူဇော်ကြရအောင်ဩရာနေဒုက္ခ
Now, Yaya Musme, Gori, Yenoma, Kiwaya, Gori, Hondu, Kijama, Zego, the D. Hondu, Yakuswa, Bodhisattva, Polo, Mita, Desiwa, Duya, a chain, Maya, Kosi, Koga, Sito, Unai, Yava, Zego, the D. Chanda Tata Tamiro Najaba Hala Padaya Le Are Yada Yamasi Tigami Ilaka Tagrama Lade Atagada Point Savali John Pupilo Opiman Bahale Ananda Dome Ewa Paridewa Mana Kada Indi Atatithati Bahale Ananda Dome Ewa Paridewa Mana Kada Indi Atatithati Bahale Ananda Ashmaya Ananda Dome Ashmaya Doti Ewa Ewa Paridewa Mana Mujwi Doti Jaya Katabe Dole Wabelo Lokido Inyam Tajala Jalo Luna Mata Wabego Ada Teta Sita Daya Yasi Naiba Malepea Idi no Inyada Devada Yuami Akin Shamasido Nataki Odawa Yosui Ayatamana Ananda Ashe Ananda Matiyako Tawe Devi Tadi Tawe Gaya Konswa Matwe Shauta Bali Dotati Prinai Sido Jaunai Kanda Kudi Taito Admemare Ashe Ananda Matiyako Nata Tamaga Shautare Natha Yogi Chishamashibu, so we may Anisa of Chennai Nagano, Rida John Sound Namine, Adana Sound Napo. Hola Natha, now we see take that city of Chesed. Say them a tinker, John Yop, the Mamoy, but the Machiniga, but it be like it, Namune. O Ashemaya Ananda Ashemaya no Pogoriga Rama Angomati Amchidya Suyen Horinoga Yamashini Luna Yamata Gawa Alo Yeno Sunga Yani Yeri Pelo Lomido Tia Tata Mamalaya Ashemaya no Yayi Mati Chin Diluri Nadi Yamai Pelo Lomido Moti Disagali Shaka Pajam Modi on Shakaya, Breda Shin Anna Piti Asiana Moni, Bajam, Muyara Lezo, Muyara, Jawin, Lili Mama Mahagri, they are Lila Shikuni, Kasola Nima, Odama Kipene Renima Sane. Kurina Yogi Mana me doing in Doma, Shinomia Bia, Boakanda, Kanda Brady Bagani Sabino, Kilida Brady Bagolo, Shinomia Bia, Gita, Twilight, Nipa, Joanami. There was only me, Brady Basabi, Shimada Badi, Sono, Angaro Shimia, Erima, but a mark for near Bani Nanari Sibi. Yogalat Anene Yaka, Nabido Pusoja. Tudia Konia Yano, Eddie Yogalat, Alon the Gadama, the Hana, Timia, Usane, Alon the Hani, the Nati Alon Bodi, Tizon, Laujane, Bidenyo.
တတိယ9ရက်ကြာတော့ကြာလာတဲ့တက်တော်တွေကိုအဲ့ဒီမှာမင်းပေါင်းဟုတ်လားဇရက်ပေါ်အဲ့ဒီမှာတက်တော်တွေပူဇော်တဲ့အခမ်းအနားခွန်သုံးလေးဆိုတော့21ရက်အတွင်းမှာပဲသာပနာပြီးသွားတယ်ဟုတ်လား21ရက်အတွင်းမှာသာပနာပြီးသွားတော့အရှင်မကတ္တမမတိမြတ်ကြီးဥဆောင်တော်မူကြတဲ့သံဃာတော်အရှင်မြတ်ကြီးအေးတို့ဘုရားရှင်တော်ပြိဋိဘံဆံသွားပြီဘုရားရှင်ပြိဋိဘံဆံသွားပြီတို့ဒီသာသနာကြီးကိုကွယ်လို့မဖြစ်ဘူးတဲ့မသူတော်တရားတွေမထုံးကားပြီးမှငါတို့ရဲ့သူတော်တရားတွေကိုစုပေါင်းလို့ငါနာတင်မယ်အဲ့တော့အစ်ချုပ်ပြောရတယ်ကိုယ်ဒေတာလေးကိုပြန်ကြွကြပြီကုသနာယောကနေအတီးအီးပြန်ကြွတယ်ရှင်မကတ္တမမတိမြတ်ကြီးဥဆောင်တော်မူကြတဲ့တပည့်သံဃာတွေကရာဇကြုံဘက်ကိုပြန်ကြွတော်မူပြီးအရှင်အာနန္ဒမတိမြတ်ဥဆောင်တော်မူတဲ့တပည့်သံဃာတော်မတိမြတ်ကြီးကသာဝတိဘက်ကိုပြန်ကြွကြပြီတရားတရားသောမတိမြတ်ကြီးကလည်းမိမိတို့ရဲ့တပည့်တွေကိုဥဆောင်လို့ဘုဒေသကိုပြန်ကြွကြပြီတဲ့အဲ့ဒီမှာဘုရားပရိနိဗ္ဗာန်စံနဲ့ကုသနာယောကြံခဲ့တာဆိုလို့အဲ့ဒီကုသနာယောကိုရောက်လာကြမယ်ဘုရားပရိနိဗ္ဗာန်စံလို့တည်ကြားလို့တောကအုံနဲ့ရောက်လာမဲ့ပုဂ္ဂိုလ်တွေတောကဖြည့်သွေးဖို့ရန်အတွက်အရှင်ပုံနာမထေရပါပဲကြံခဲ့တယ်ဘယ်သူကြံလဲအရှင်မကတ္တဗမထေရလည်းရာဇကြုံဘက်ကိုပြန်ကြွတော်မူပြီးအရှင်အာနန္ဒမထေရလည်းသာဝတိဘက်ကိုကြွတော်မူပြီးတဲ့တရားသောမထေရကြီးကြီးလည်းမိမိတို့တရင်လုံးတော်မူခဲ့တဲ့နေရာတွေကိုပြန်ပြီးတော့ကြွတော်မူပြီးဘာဖြစ်လို့ကြွရတာလဲဘုရားတော်အိန္ဒိယနိုင်ငံဒီကနေ့အထိပဲကြာအလွန်ကျယ်ဝန်းတဲ့နိုင်ငံကြီးဘုရားလက်ထက်မှာလည်းဒီတော့ကျယ်ဝန်းဟုတ်လားအလွန်ကျယ်ဝန်းတဲ့ဒီနိုင်ငံကြီးမှာဒီဝိသိမဒေသကြီးဘုရားကပြမပရိသေကိုဆန္ဒတယ်ကုသနာယောဘုရားကကုသနာယောမှာပြိပ္ပံနိဗ္ဗာန်ဆန္ဒတယ်ဘုရားသားတော်သံဃာတော်ရှင်ပြတ်နေလေရောက်တော့ပြီးတော့အကုန်ကြွကြတယ်မိတဲ့ပုဂ္ဂိုလ်တွေပြီးမမိတဲ့ပုဂ္ဂိုလ်တွေမမိဘူးအဲ့ဒီမှာပြိတ္တဒေသတိုင်းမှာဘုရားကိုကြီးညိုနေကြတဲ့ဗုဒ္ဓဘာသာဝင်ဘုရားရဲ့အဆုံးအမခံယူနေကြတဲ့တတိတာဝကလည်းရှိတယ်တချို့ကလည်းပဲအေးတို့ဘုရားပရိနိဗ္ဗာန်ဆံတော်မူပြီဆိုတဲ့တဲ့စကားကိုကြားတာတကယ်လက်ခံကြတယ်တချို့တွေကလည်းဟာဒါကောလာဟလနေမှာပါတို့ဘုရားကနာမည်ကြီးတော့တို့ဘုရားကိုရှောက်ပြောတာဖြစ်မှာပါဆိုပြီးတော့မယုံမဲနဲ့စောင့်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးကဲပြိတ္တဒီအဖြစ်မျိုးတွေကိုခေတ်ကလေးကမရှိဘူးဒါကြောင့်ပြိတ္တမယုံတော့ယုံတော့နဲ့တန်တရားစိတ်နဲ့နေရမပင်ပန်းဘူးအဲ့ဒီလူရဲ့နှလုံးသားမှာပူနေမလားအေးနေဒီမဲ့တဲ့အောင်မလေးဟောဒီတရေစကားကြီးကတော့အပါကြီးဖြစ်ပါစေဒီတရေစကားမျိုးကိုနောင်လည်းမကြားပါရစေနဲ့ဆုတောင်းတဲ့ပုဂ္ဂိုလ်တွေနဲ့ပါဒီတိုင်းပဲဒီအဖြစ်လေးကိုပြန်စဉ်းစားလိုက်တော့ဒီတရားပထမမဟုတ်သေးဘူးဒီဖြစ်လေးကိုပြန်စဉ်းစားရင်တော့မင်းညာတရားလည်း12နာရီခွဲပြီးအိတ်လို့မရဘူးဘုညာလေးအတွက်မိသားစုတော့ကဖြေဖို့တရားလေးခေါ်ရမှာဘာဟောရင်ကောင်းမလဲအဖြစ်လေးတွေကိုစဉ်းစားလိုက်တော့ဒီအတိုင်းပြုလိုက်တာဟုတ်လားပြိဿရဲ့အမတ်တမတ်ကြားလိုက်တဲ့အချိန်မှာလူတိုင်းယုံရတယ်အခုပြောသလိုမဟုတ်ပါစေနဲ့ဆူတောင်းမှုသို့တော့ဖြစ်သွားဟုတ်သွားဒီတိုင်းပဲဦးစင်းကတယ်လီဖုန်းဆိုရင်လည်းမပြောသလောက်ဟိုပါစီခေါ်တော့ပဲပြောတယ်အင်တာနက်ဆိုလည်းဒီနားနေမှန်းအကြောင်းမှလည်းမချိတ်တော့စိတ်ညစ်တယ်အဲ့တော့ပြောချင်တာကတည့်ရဲ့ပုံညာလေးဖြစ်ပြီးနောက်တည့်ရဲ့အမေရိကန်မှာနေတဲ့ဒေါက်တာဒေါ်တင်မာထွန်းမွန်တို့ရဲ့ညာမှာအကြောင်းမှာသူကသတ်ဆက်တယ်သူတို့ကတော့အမေရိကန်မှာနေလို့ဒီစင်ကာပူကနေပို့တဲ့တရားချက်ချင်းရတာသူဥပုံညာကိုယ်တိုင်လည်းပဲဆရာမနဲ့အတော်ရင်းနေပြီးတော့ဘုံဘုံတို့အခုကြောင်းအဲ့ဒီတော့အိမ်ပေါ့ဒီနေရာမှာပဲတရားတွေပေါ်တရားစခန်းတွေဖွင့်ဖို့ပါတယ်ဆရာမလည်းပြိဿပြောဆိုတန်ဝေကတွေရပါဘုံဘုံရေးဒီလိုကြားတယ်မေတ္တာပို့ကျွတ်တော့မကြားဘူးအဲ့ဒီနောက်ကြမှာ
ဒီအကြောင်းတိုင်းမှာရှိတဲ့မိသားစုတွေတန်ပြီးရင်းနဲ့နေတိုင်းနေတယ်တယ်လီဖုန်းလေးနဲ့အားပေးရတယ်အဲ့တော့စောစောပြောတယ်ကြားကြရင်တော့မဟုတ်ပါစေနဲ့သို့တော့အဆူတောင်းမပြေဘူးဆိုတာဒီပြီးသားဘာဖြစ်လို့လဲဆိုတော့အမေရိကနဲ့ဆရာမထိုက်ရိုက်လာတဲ့သတင်းနဲ့ဆက်တာဟုတ်အဲ့တော့ကဲဟုတ်တော့ဟုတ်တော့ဖို့ရင်လည်းပဲအေးသူ့ဘုံကနေရှိပါသည်ကံမပေါ်ပါသည်လို့ဆိုပြီးတော့ဆူတောင်းနေတယ်သို့တော့မပြေခဲ့ပါဘူးဟုတ်လားဒီတိုင်းပဲရှင်တော်မြတ်ဘုရားတို့လက်တော်ကာလတော်ကလည်းပဲဘုရားရှင်ကိုယ်တော်မြတ်ပြိဋိဘံစံပြီးဆိုတာကိုကြားတဲ့ပုဂ္ဂိုလ်တွေထဲမှာယဟန်တွေလူတွေအကုန်လုံးထဲမှာယုံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မယုံတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်အလွန်ဝေးလာတဲ့နေရာမှာတန်တရားစိတ်တွေနဲ့မဖြစ်ပါစေနဲ့ဆိုဆုတောင်းခဲ့ရတယ်နောက်ဆုံးကြတော့ဖြစ်သွားတယ်အဲ့ဒီမှာသောကတန်ကြကိုမခံရနိုင်ရဲ့ဘုလိုရှင်သောတာပန်သက္ကရာကပုဂ္ဂိုလ်တွေငိုရပြီအရှင်အာနန္ဒမထေရလည်းအာရပါရကိုဆက်ခဲ့ရပြီသို့တော်ငိုရင်နဲ့ပဲအရှင်အာနန္ဒမထေရအငိုမျက်လုံးအောက်မှာပဲဘုရားပရိနိဗ္ဗာန်စံသွားတယ်အငိုမျက်ရည်ကြားမှာပဲမိဘုံပေါ်မှာတင်လဲရတယ်အကုန်လုံးနောက်ဆုံးတော့ပြိဋိဘာပဲရတယ်ဓာတ်တော်လေးပဲရလိုက်တယ်ဖြစ်လေးတွေကအကုန်မတူဘူးလားတရားနဲ့ပုံရမယ်တိုင်းနေတာပေါ့အဖြစ်လေးတွေတူတော့စိတ်ထဲစဉ်းစားလိုက်ပေါ့ဘုရားလက်ထက်ကလူတွေတော့အရှင်အာနန္ဒာလိုမထေမြတ်တို့တောင်မှသောကတန်ချက်မခံရနိုင်ဘူးရည်ရည်မတိတ်နိုင်ဖြစ်နေဆရာတော်ဘုရားရဲ့မေတော်ကြီးဤသားစုတွေတပည့်တရားတွေမှာရှင်ထဲမှာဒီသောကတန်ချက်ဘလောက်များပူလောင်လိုက်မလဲကိုချင်းစားပြီးတော့နောက်ပိုင်းကျရင်ဘာဝရည်ညွှန်းနေဆိုတာသိပါလိမ့်မယ်ဟုတ်လားအဲ့တော့ရှင်တော်မြတ်ဘုရားရဲ့ဓာတ်တော်ဝင်တော်ဝေခွဲလို့ပြည့်တဲ့အချိန်အတိအသေးသောမထေရမြတ်ကြီးတွေမိမိတို့ရဲ့ဒေသကိုပြန်ကြွတော်မူတဲ့အခါတဲ့အရှင်အာနန္ဒမထေရမြတ်ကဒီကိုကြွလာတယ်တာဝတိဒီကိုကြွလိုက်တာခြေချင်းခကြီးပြိတ္တဒီခေတ်လိုနေကြီးမဟုတ်ဘူးခြေချင်းခကြီးနဲ့ကြွလာတဲ့တော့လမ်းကြီးမှာရှောက်ကြတယ်ဩအရှင်ဘုရားအာနန္ဒာအရင်တုန်းကအရှင်ဘုရားတို့ညီတော်နောင်တော်တွေကြွလာကြရင်ဖြင့်ဘုရားရှင်ကိုယ်တော်မြတ်ကရှေ့တော်မောင်ကနေကြွရှေ့တော်ကကြွလာတယ်ရှင်တော်ဘုရားရဲ့နောက်တော်မှာအရှင်ဘုရားကကြွလာလို့ဘုရင်အခုအရှင်ဘုရားကရှေ့ဆုံးကခေါင်းတော်ကိုကြွလာလို့ဘုရင်ပြီဒါဆိုရင်တပည့်တော်တို့ကြားရတဲ့တရင်စကားတွေအပန်းဖြစ်နေပြီလားဗျာဟောတန်တရားစိတ်ပေါ်မှာတန်တရားတွေဝင်တော့ရှောက်တာငိုကြပြီပေါ့လူသိငိုတဲ့ပုဂ္ဂိုလ်ကငိုရင်ဘတ်စီတီးပြီးတော့ပြန်ရက်ပြီးတော့ငိုတဲ့ပုဂ္ဂိုလ်ကငိုကြားရတဲ့သတင်းစကားအတိုင်းအရှင်ဘုရားတို့ပြောတဲ့အပန်းတရားကိုကြားလို့ပါပြီရှင်တော်မြတ်ဘုရားပြိဋိဘံစံပြီးဆိုတဲ့သတင်းစကားကြီးတကယ်ပဲဟုတ်နေပြီလားဘုရားတဲ့ငိုလိုက်ကြတာအရှင်အာနန္ဒာကိုသင်္ကန်းဆွဲတဲ့ပုဂ္ဂိုလ်ကဆွဲလက်မောင်းဖတ်တဲ့ပုဂ္ဂိုလ်ကဖတ်ခြေတော်ကိုဖတ်တဲ့ပုဂ္ဂိုလ်ကဖတ်တယ်ငိုကြတဏှာလို့ငိုတိတ်ဖို့အရှင်အာနန္ဒာဟောခဲ့တာဘယ်လိုဟောခဲ့ရလဲဓမ္မပေါင်းတော်ရဲ့နှလုံးသားထဲမှာလောင်ကျွမ်းနေတဲ့သောကမိတောက်မိလျံတွေကိုအနိစ္စဒုက္ခအနတ္တတရားတွေပြပြီးတော့အရှင်အာနန္ဒာမထေရသောကကိုပြေအောင်ဖြည့်ပေးခဲ့ရပါတယ်တဏှာလို့အလုံးရဲ့အငိုမျက်ရည်စိတ်ကိုဟောရင်တပည့်တော်တော်ပြီးသောကတန်ချက်တွေဒီလောက်အနိစ္စမခံနဲ့အနိစ္စရဲ့သဘောဆိုတာဒီတိုင်းပဲငါတို့လည်းဒီနေ့တွားရမှာပေါ့ဟောလိုက်တဲ့တရားတွေဆုံးသွားတယ်တဖြည်းနဲ့ဇေတော်ရွှေကြောင်းတော်ရောက်ဇေတော်ရွှေကြောင်းပေါ်ရောက်ပြီဆိုတဲ့အခါကျတော့ဘုရားရှင်တဲ့လုံးနဲ့ကန္နာကုဋိတိုက်လေးကိုတကားလေးလက်ကြည့်အရင်တော့ကတရားနာမှာပဲလို့နေခဲ့တာရှင်အာနန္ဒာအဲ့ဒါပဲပြိတ္တမပြေသေးတဲ့တလုံးသားတွေမခံနိုင်ဘူးအဲ့ဒါဘုဒ္ဓဇင်အရှင်အာနန္ဒာဆိုသောတာသောသောတော်ဟာတလန်းလုံးမှာငိုနေတဲ့အမှုပြည့်တွေကိုသိအောင်အနိစ္စတရားတွေနဲ့ဟောခဲ့တော်လေခန္ဓာကိုယ်ဒီတိုက်တော်တရားလေးကိုဖွင့်ပြီးတဲ့အချိန်နဲ့ရှင်တော်မြတ်ဘုရားတရင်သုံးတော်မူခဲ့တဲ့သတော်ညောင်ဆောင်လေးတွေကိုကြည့်တော်မူလိုက်တဲ့အာနန္ဒာဒီနှုံးကအပြင်းအလျှော့တယ်ဘယ်လိုရှိလဲတရားရှိတယ်အခုပါရှိတော့ပြီးတော့အဲ့ဒီအခြေကြတော့ပြိတ္တ
အာနန္ဒာလည်းမခံနိုင်တော့အကုန်လုံးကိုအကုန်တိတ်အောင်ဟောခဲ့ရပေမဲ့တကယ်တော့မိမိနဲ့ဘဝမှာအတူနေခဲ့အတူစားခဲ့အတူထိုင်ခဲ့တဲ့နေရာတွေရောက်ပြီဆိုတော့အရှင်အာနန္ဒာရှင်တော်မြတ်ဗျာတည်းသုံးတော်မူတဲ့ပလင်တော်ကြီးကိုမျက်လုံးကြီးနဲ့စူးစူးဆိုင်ဆိုင်ကြည့်နှလုံးသားကတက်လာတဲ့သောကတန်ကြကြောင့်မျက်လုံးအိမ်ကကြလာတဲ့မျက်ရည်တွေတသွင်သွင်စီးလို့ကြလာလိုက်တာနှုတ်ကလည်းပြောပြီးအိုးဘုန်းတော်၆ပါးသောရှင်တော်မြတ်ဗျာဟောဒီနေရာလေးမှာရှင်ဘုရားကအဘောကတည်းသုံးလို့တပည့်တော်ကအောက်ကကျုံကျုံလေးထိုင်ပြီးတော့ဟောဝါဒတရားတွေလာခဲ့ပါတယ်ဗျာဟောဒီအရှင်ဘုရားရဲ့ဒီမှာကတ်လို့ထားတဲ့6နေတဲ့ပန်းအိုးတွေဒီရှင်တော်မြတ်ဘုရားရဲ့ရွှေသိတော်ကြီးနဲ့ကိုရံအတွက်တပည့်တော်ကတ်ခဲ့တဲ့ပန်းတွေဖြစ်ပါတယ်ဗျာဒီနေရာလေးကအရှင်ဘုရားထိုင်ခဲ့တဲ့နေရာလေးပါဗျာဒီနေရာလေးကအရှင်ဘုရားနဲ့တပည့်တော်တရားစကားတွေခေါ်ကြလာကြခဲ့တဲ့နေရာလေးပါဗျာတဲ့သလွန်ကြောင်ဆောင်လေးဟိုဘက်ကိုရွှေ့လိုက်ဒီဘက်ကိုပြန်ထားလိုက်ပြိုးနေတဲ့ခြောက်နေတဲ့ပန်းမိုက်ကလေးတွေကိုသုံးရင်းအရှင်အာနန္ဒာလှုပ်ရှားသမျှခြေတန်းတွေမှာလှုပ်ရှားသမျှမူရာတွေမှာနှုတ်ကလည်းတွတ်တွတ်နဲ့ပြောနေတယ်မျက်ရည်တွေလည်းကြာရင်းနဲ့မူနေရှားတယ်အဖြေတက်တော့ခြေတတ်တဲ့တကယ်ကိုနဲ့ဖြစ်တွေ့တဲ့နေရာရောက်ပြီဆိုတော့ဘယ်လိုမှမခံနိုင်တော့မခံနိုင်တော့မှအဲ့ဒါသက္ကရာထဲမှာဖွင့်တာအများကြီးပဲအဲ့ဒီတလွန်ညောင်တောင်းသားမှာပဲထိုင်ပြီးတော့ဟောဒီအချိန်လေးအရှင်ဘုရားရေချိုးတဲ့အချိန်ဖြစ်ပါတယ်တပည့်တော်ရေမူရေချမ်းနဲ့ကတ်တဲ့အချိန်မှာဟောဒီအချိန်လေးအရှင်ဘုရားဩဝါဒပေးတဲ့အချိန်ဖြစ်ပါတယ်ဟောဒီအချိန်လေးအရှင်ဘုရားမျက်နှာတော်ပြည့်တဲ့အချိန်ဖြစ်ပါတယ်ဟောဒီအချိန်လေးအရှင်ဘုရားဒီတရားတရားတော်ခေါ်တဲ့ရှင်သေမင်းတို့ရဲ့အချိန်မျိုးနဲ့သလုံးကြောင်သောပေါ်မှာလဲလျောင်းလို့ကျင့်တတ်တဲ့အချိန်ဖြစ်ပါတယ်ဗျာတဲ့တားစီပြီးတော့နှုတ်ကလျှော်ခြင်းနဲ့ငိုးနေတယ်ဘယ်လိုမှငိုမနေဘူးအဲ့တော့ပြောလိုတာကပြိတ္တိတဆင့်တော့ပြီးတော့ရှင်တော်မြတ်ဘုရားပရိနိဗ္ဗာန်ဆံခဲ့လို့တည်သောတဲ့တောင်ကျော်ပြီးတော့ထက်တော်တော်ကြာနေခဲ့ပြီသို့တော်တဲ့မိမိတို့အတူနေခဲ့တဲ့နေရာလေးပြန်ရောက်လာတော့ရှင်အာနန္ဒာနှလုံးသားမှာပြန်ပြီးတော့အသက်ပေါ်လာပြီဟုတ်လားအဲ့ဒါလေးကိုတိုင်းပြီးတော့ဘုံဘုံကတတိယဩဘာပဲပြောကိုတည်သွားတာမဟုတ်ဘူးကိုတည်တော့ဖြစ်နေတာတော့ကိုနောက်ကဓမ္မတွေဒီလောက်ပူလောင်နေကြရအခုကိုကြီးညိုလေးစားတဲ့တကယ်တရားဟောတရားပြကိုယ့်ရဲ့ဆရာအရင်ကပြန်တော်မူသွားတဲ့တရင်သုံးသွားတဲ့ဒီနေရာလေးရှောင်းနေတဲ့တောကတန်ချက်ကမပေါ်ဘူးလားပေါ်ပါဘူးဟုတ်လားသို့တော်ပြိတ္တိပေါ်တာဒီအပြစ်မဟုတ်ပါငိုတာဒီအပြစ်မဟုတ်ပါပူခြင်းတော့ပူလိုက်ငိုခြင်းတော့ငိုချဟုတ်လားသို့တော်အရှင်အာနန္ဒာပတိမြတ်အကုန်မတိတ်တဲ့အချိန်လေးမှာကျောင်းဆောင်လက်ကြီးကိုယ်တိုင်ဓမ္မဟောသာသနာဆောင်လက်ကြီးကိုယ်တိုင်တတိပေးလိုက်တယ်လို့ပါပဲအငုံမတိတ်တဲ့အာနန္ဒာဘသူကတတိပေးရကျောင်းဆောင်လက်ကဟုတ်လားဩအရှင်ဘုရားအာနန္ဒာအရှင်ဘုရားတို့လိုတရားရှင်နှလုံးသားမှာကိန်းနေတဲ့ပုဂ္ဂိုလ်တွေကတောင်မှအငုံမတိတ်နိုင်တော့ဘောဓတန်ကြည်ခံစားလို့နေရတယ်ဆိုရင်တဲ့တရားတရားသောလူတွေနဲ့ပြမာရီရဲ့နှလုံးသားတွေကသောကမိတောက်မိလျံဘယ်လိုပုဂ္ဂိုလ်ကငြိမ်းအေးပေးပါမလဲဗျာအဲ့ဒီအတန်လေးကြားလိုက်တာအရှင်အာနန္ဒာတန်ဝေစီထိတ်တန့်တာတန်ဝေကရှာဟုတ်သားပဲဒီစကားလေးကိုတက်လို့ပေါ့ဟုတ်လားဟုတ်သားပဲငါတတိတွေတွတ်ပြီးတော့နေလိုက်တာငါတို့ကပူနေတဲ့မိတော်တွေကိုငြိမ်းနေရတဲ့ပုဂ္ဂိုလ်တွေရှင်တော်မြတ်ဗျာပရိနိဗ္ဗာန်စံလို့တရင်ကြားတာကိုတကယ်သိသွားတဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားထဲကအငုံမတိတ်တော့ခံစားနေရတဲ့သောကတန်ကြကိုဖြည့်စေရမယ့်ပုဂ္ဂိုလ်တွေတဲ့ဖြည့်ပေးရမယ့်ပုဂ္ဂိုလ်တွေအဲ့ဒီကြမှာအရှင်အာနန္ဒာတတိတံဝေကဝင်ပါလေဟုတ်လားဒါကြောင့်အောက်မှာလည်းမေတော်ကြီးလည်းနာနေမှထင်ပါတယ်နာနေမှာပါဟောဒီဆရာတော်ဥပုညာနန္ဒရဲ့မေတော်ကြီးနဲ့တကွအာလုံးသောတရားဓမ္မပေါင်းတော်တွေအာလုံးသောတပိဟန်တော်တွေတပိတရားဓမ္မပေါင်းတော်ကောင်းရဲ့အလုံးသားမှာတရင်သုံးကြီးကိုကြားတဲ့အချိန်လေးကသောတာတွေခံစားရလိမ့်မယ်ဟုတ်လားအခုလည်းပဲပြိဿရဲ့ဘရောင်းမြတ်တော်ဝေကညာယူလို့ကောင်းတယ်ဒီ
ဒီဟာသွားတော့အကောင်ကိုယ်ကပြန်လာတော့ရိုးပြလေးတော့မင်းသေလာရတယ်အော်မကောင်းဘူးသိတတ်ဖို့မကောင်းဘူးအဲ့တော့ဒီလူတွေခံစားရမှာအဲ့ဒီခံစားချက်တွေအမြင်နဲ့ထိုင်ရိုက်ဖို့တော့နည်းနည်းသက်သာပြီပဲဟောဒီကြောင်းတိုင်းရဲကိုဝင်လာတိုင်းမှာအဆောင်လေးမြင်ရမယ်ဆရာတော်တရားဟောတဲ့နေရာဆရာတော်သတင်းသုံးတဲ့နေရာတွေကိုမြင်တိုင်းမှာတဲ့တောကတွေဝင်နေတယ်အရှင်အာနန္ဒမထေရအငိုတွေမတိတ်နိုင်အောင်ရှင်တော်မြတ်ဘုရားကိုတဏ္ဍတာရနဲ့ပြောရင်းနဲ့ဟိုရတယ်လို့အာလုံးသောတရားဓမ္မပေါင်းတော်ဟောဒီရဲ့နှလုံးသားထဲမှာလည်းပဲမခံရနိုင်တဲ့တောကတန်ချက်ကြောင့်ကြာလာမဲ့မျက်ရည်ဟိုကြပါလိမ့်မယ်နော်ကိုချင်းစားပါလေဘုံဘုံမှလည်းဘယ်လိုရှိသေးတယ်ဩလို့အမေချင်းကိုချင်းစားဘာပဲပြောတယ်ငိုဓာတွေကတော့ပြီးသွားသို့တော့အရှင်အာနန္ဒာကိုကြောင်းဆောင်လက်ကြီးတတိပေးသလိုပဲငါလည်းအားလုံးကိုတော့အငိုလေးတိတ်ဖို့တော့တတိပေးမှပဲဟုတ်လားအတိတ်ဆိုတာအဝေးကြီးကိုရတယ်ဟောဒီစက္ကံရဲ့နောက်မှာကြံနေတဲ့စက္ကံတိုင်းကြီးအတိတ်ပါပဲအတိတ်ကကြံခဲ့တဲ့စက္ကံတိုင်းကြီးပြိတ္တိုင်းဘာမှပြန်လဲပြုပြင်းလို့မရတော့ပါကောင်းတာတွေပြုရပြီဆိုရင်လည်းပီတိအနေနဲ့ကျင့်တဲ့ယုံပါပဲမကောင်းတာတွေပြုရပြီဆိုရင်လည်းတောင်းတလေးနဲ့ပူဆွေးရုံရှိပါတယ်ဘယ်တော့မှပြင်မရပါရပါမလားကြံပြီးသလားပြီးသွားပြီပြီးသွားပြီအာလုံးပြီးသွားပြီဥပုံညာဆိုတဲ့ရုပ်ကတ္တတော်တော်ကြံတော့လို့ဆိုရင်ပြိဿရဲ့မိမိမျက်လုံးကကြားတဲ့မျက်ရည်တွေဒီသူ့အတွက်ပင်ပန်းစေတာကကိုယ့်အတွက်ပင်ပန်းစေတာအမတ္တမကြည့်လိုက်မယ်ဆိုရင်အမတ္တမကြားလိုက်မယ်ဆိုရင်သူ့အတွက်ကိုကပူဆွေးလို့ငိုကြွေးနေတာတကယ်တမ်းကြတော့ပြိဿရဲ့ကိုယ်ရုပ်ကိုယ်နာမ်ကိုယ်လည်းနှိမ့်ဆက်နေတာပြန်ပြင်တော့မှမရတော့ဥပမာပါဗျာဘုံဘုံလေးနဲ့ဥပမာပေးကြည့်ဘုံဘုံမနစ်ကဒီအချိန်မှာအစီဥထားတယ်ဟုတ်တယ်မလားအမေရိကရဲ့တကယ်ထင်ရှားတဲ့နယူးယောက်မြို့ရဲ့မောင်ဆိုင်တဲ့စီကန်းနဲ့အင်ဒက်စ်ကဲထဲမှာရောက်နေတဲ့ကိုတော်ဟောပြိဿမသိသေးတဲ့အတွက်နောက်ကပို့လိုက်ကြတာဟုတ်လားမေတ္တာကြီးဆရာတော်မျိုးစုံသံဃာမျိုးစုံသူတရားဓမ္မတွေဒါအမှန်ပဲအဲ့ဒီအချိန်မှာမေတ္တာတရားနဲ့သစ္စာတရားနဲ့ပေါင်းလို့မေတ္တာတရားနဲ့သစ္စာတရားရဲ့ဆွမ်းအားဆရာတော်သံဃာတော်တပည့်တရားဓမ္မတွေပို့တဲ့မေတ္တာတွေကိုယ်တိုင်သစ္စာတွေဆိုပြီးတော့ပြုတဲ့ကုသိုလ်ကံတွေကကိုယ့်ရဲ့အကြောင်းကံတွေကိုပြန်ပြီးတော့ဆက်ပေးလိုက်တဲ့အခါမနစ်ကဒီအချိန်မှာသိဖို့ဖြစ်နေတဲ့ကိုယ်တော်ဒီကနေ့ဟောဒီအချိန်မှာပဲအစီတဲ့နဲ့ပြန်လုံတော်မူသွားတဲ့တကယ်ချင်းကိုယ်တော်အတွက်တရားပြန်ဟောနေပြိဿပြောလို့ရတာမတည်သေးတဲ့ပုဂ္ဂိုလ်အတွက်ငိုနေမယ်အစားမေတ္တာနဲ့သစ္စာတရားတွေများများပေးလိုက်ပြီးတော့တည်ပြီးသွားရင်တော့အကုန်လုံးကိုဖြောက်လိုက်ပါဟုတ်လားအဲ့ဒီတည်းမှာမဖြောက်ရမှာတစ်ခုပဲရှိတယ်။ဘာရှိလဲအခုကြည့်လိုက်အရှင်မကတ္တဗမထေရလည်းဂါရမလျက်နှလုံးသားကိုငြိမ့်ပြီးဖို့ရာဇကြုံကိုပြန်ကြွသွားပြီးအရှင်အာနန္ဒမထေရလည်းသာဝတိဘက်ကိုကြွသွားပြီးတခြားမထေရလည်းကိုယ်ဒေသကိုပြန်ကြွပြီးဘုရားရှင်ကိုယ်တော်မြတ်ပြိဋိဘံစံတဲ့ပုသိနာယောကိုလာရောက်ပြီးတော့ပူဇော်မင်းပြန်ကြမဲ့ပုဂ္ဂိုလ်တွေကိုနှလုံးသားကသောကတရားတွေပြည်နိုင်ဖို့ရအတွက်အရှင်ပုံနာမထေရတပါးတော်စောင့်လို့နေတယ်တောင်းကြည့်တယ်တောင်းကြည့်တယ်တရားဓမ္မတွေရဲ့သောကကိုဖြည့်ပေးရမှာဒီသံဃာတော်မြတ်ကြီးရဲ့တောင်းတယ်ဟုတ်လားဒါကြောင့်ဘုန်းဘုန်းတို့ကတောင်းတစ်ခုကိုလည်းစဉ်းစားလိုက်တယ်နောက်ပြီးတော့မိသားစုရင်လည်းကိုချင်းစားတယ်မေတော်ကြီးကိုလည်းပဲကိုချင်းစားလို့ဘုန်းတော်ပြည့်စည်တယ်ကိုဖြတ်ပြီးတရားဟောတာဟုတ်လားဒီအောက်တော့ကနိုဝင်ဘာဘယ်သူမှမပေးသေးဘူးဆိုပဲလို့တော့အာနာပေးလို့ကြောက်ပေးလို့တရားပွဲလည်းဝဲတာလည်းဝဲတာဟောနေရအာနာပေးတယ်ဒီအခုလိုမျိုးကြတော့အာမနာလည်းဖြစ်တော့မလားနာရီကြောက်ပေးတယ်ဒီကြောက်ပေးတယ်ဒီတချို့ဆရာတော်ကြီးတွေလည်းကိုငငယ်အစားသင်ပေးတဲ့ဆရာတော်ကြီးဆိုတော့တပည့်ကပဲသွားရမှာဆရာတွေကလာမှာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့ထုံးစံကအဲ့လိုအဲ့တော့တပည့်ပဲချင်းတွေဆိုမသိနဲ့ဟေးမောင်မောင်ရမင်းကျန်တဲ့ဘွဲမဟောရင်လေးပါဒီပွဲလေးတော့ပြီးလိုက်ပါငါလွတ်လိုက်တယ်ဆိုတော့ပြိဿကြီးကြောက်တော့
ဒီလာရဲရတာအာနာပိနဲ့ကြောက်ပိတရားလေးဟုတ်လားနော်အဲ့တော့ပြောချင်တာကအားလုံးဒီဥပုံညာမကြည့်ယူဘူးလားမလေးစားဘူးရှင်တော်မြတ်ဘုရားရဲ့အပေါ်မှာလည်းတပည့်ဟန်ဒီလူတွေနတ်မြတ်မာတွေအကုန်လုံးနှမျိုးကြည်ညိုရတယ်သို့တော်ပြိတ္တိဘုရားကိုကြည်ညိုတယ်ဆိုရင်ငိုနေုံနဲ့ပြီးပါမလားဥပုံညာကိုကြည်ညိုတယ်ဆိုရင်ငိုနေုံနဲ့ပြီးပါမလားအဲ့ဒီမှာပြိတ္တိဘုရားပြိဋိဘသံဃာနည်းနောက်ဆုံးပါဠိပါခဲ့တယ်ဟန္တာဒါနိဘေကဝေအာမန္တရားမိဟောဝယဓမ္မသင်္ခါရအပမဒေနအပါဒိထာတဲ့မမာခဲ့ဘူးလားဒီကနေ့အထိကျုပ်တို့နားထဲမှာမကြားနိုင်ဘူးလားဘေကဝေပရိသတ်လေးပါးจิตတာจิตတမိတို့ဟန္တာအဘယတိုက်တွန်းခဲ့မယ်တဲ့ဒါနိဣဒာနိယကုအခန္ဓာဘောတော်မကသင်္จิตသားတော်အတွက်အာမန္တရားမိငါဘုရားနောက်ဆုံးစကားမိတ်ကြားခဲ့မယ်။မှန်ခဲ့ပြီ။ခေအဲ့ဒီနောက်ဆုံးစကားလေးကပါလေ။အပမဒီနာမမိမလျော့ဘောမတံထက်သန်တဲ့တတိတရားဖြင့်သဗ္ဗာခိထမင်းတို့သိတဲ့အဖြစ်ပြည့်စုံအောင်နေကြပါ။မှန်ခဲ့ပြီ။ဘုရားကတော့ရွှေဉာဏ်တော်နဲ့သိနေတယ်ငါဘုရားဘယ်ဒီပရိနိဗ္ဗာန်စမယ်ဆိုတာသိနေတဲ့အတွက်အကုန်လုံးကို step by step တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားလိုက်တယ်။နောက်ဆုံးပရိနိဗ္ဗာန်သံဃာကြီးစက္ကန့်ပိုင်းနဲ့အလိုအထိရွှေလုံးတော်ကမမာခဲ့ဘူး။အနှစ်ချုပ်လိုက်တော့ပါတယ်။ပမာနိနာတဲ့ဟောဒီမှာငါဘုရားရှင်ကိုယ်တော်မြတ်လို့ဘုရောအနန္တနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကြီးတော်မှာယုတ်တရားနန္တရားကိုရထားတဲ့အတွက်ကြောင့်ပူတဲ့အချိန်မှာငါပူခဲ့ရတယ်မင်းတို့မြင်ခဲ့တယ်နာတဲ့အချိန်မှာငါဘုရားနာခဲ့ရတယ်နောက်ဆုံးအချိန်တော့မှဝိဝန်းတော်တွေလာခဲ့ရတယ်အေးအခုငါဘုရားစက္ကန့်ပိုင်းအတွင်းမှာဖြင့်ပြိဋိဘံဆံရတော့မယ်ဒါကြောင့်ငါဘုရားကိုပုဂ္ဂိုလ်တော်မှာဒီလမ်းလျှောက်ကွင်းလို့မရဘူးဆိုရင်မင်းတို့အားလုံးတတိနဲ့နေတတိနဲ့ပြည့်စုံအောင်နေပူရမှာမမေ့နဲ့နာရမှာမမေ့နဲ့သိရမှာမမေ့နဲ့မှားခဲ့မှားခဲ့တယ်ဘုရားပါတဲ့စကားလေးကိုလူပိဋကကသိကြရတယ်သိကြတယ်နော်ပူရမှာတော့မမေ့ပါဘူးဘုရားဒါပေမဲ့ခဏခဏတော့လှအောင်လုပ်ရပါတယ်ဟုတ်လားပူရမှာတော့မမေ့ဘူးပြိဋကရဲ့ပူမှာတော့မကြောက်ဘူးပြိဋကငါအိုလာပြီလို့မှန်နဲ့ကြည့်ကြည့်ပြီးတော့တန်ဝင်ကရတာမလားငါမအိုအောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတာများတယ်မလီဒါကျွန်တော်ဗုဒ္ဓဘာသာနိုင်ငံနဲ့ဆင်းရဲလို့အစ်မပြေလို့သူများနိုင်ငံတွေမှာတော့နေတဲ့အရေးကိုပြန်ပြီးတော့တင်အောင်ဟုတ်လားပိန်တဲ့အသားကိုလီထိုးပြီးတော့ဖောင်းအောင်အမျိုးမျိုးလှအောင်လုပ်အဲ့တော့ပြောနေတာကဘုရားရဲ့မှာတန်းကွာကလူတိုင်းလူတိုင်းကြားတယ်မကြားဘူးဘုရားရဲ့မှာတန်းကွာလူတိုင်းလူတိုင်းကြားတယ်ဥပုံညာမှာခဲ့တဲ့စကားလေးလူတိုင်းလူတိုင်းကြားလိုက်တယ်ဟောပြိဋိဘံကြားရမယ်ပရိနိဗ္ဗာန်ဆံသွားတဲ့ရှင်တော်မြတ်ဘုရားကတော့ရွှေဉာဏ်တော်ကိုမြူးလို့မှာကြားခဲ့တယ်ဥပုံညာမထေရမြတ်တဲ့ဒုဒကာရမပေါင်းသူတော်ကောင်းတွေကိုမမှားပေမဲ့ပါခဲ့တဲ့စကားလေးတွေမပြောပေမဲ့ပြောခဲ့တဲ့စကားလေးတွေညင်တိုင်းညင်လို့ရကြားတတ်နားထောင်လို့ရမယ်မရဘူးအော်ဆံမလို့သို့တော်ပြိဋိနားနဲ့တော့ပါပြန်လာတော့ပြန်တော်မူကနေဆက်ဆက်ကြားခဲ့တယ်ဟုတ်ရဲ့သို့တော့ကြည်ညိုလေးစားတဲ့ဘုရားရဲ့စကားကိုနားထဲမှာကြားပြီးတော့အမြဲကျင့်သုံးလို့ကြည်ညိုလေးစားတဲ့ဥပုံညာရဲ့စကားလေးတွေရက်လုံးထဲမှာမြင်နေရမယ်နားထဲမှာကြားနေရမယ်သက်တည်ပြသွားလိုက်တာနမူနာပြသွားလိုက်တာတုံလို့เสียဟုတ်တယ်မလားဘုရားပြိဋိဘံမစံငင်ကဟောခဲ့တဲ့တရားလေးတွေပြိဋိအလုံးလုံးတရားနာပြိဋိသိပြီးသားဖြစ်တယ်လူတွေအားလုံးကြိုတင်မသိနိုင်တဲ့အရာဘယ်နှမျိုးရှိနံပါတ်1ခင်ဗျားတို့ပြောနေကြတယ်ကျုပ်ကတဏှာကြီးတော့ပြန်ပြေးနေဟလားလိုက်ဆိုအသက်အနာချိန်အခါသွန်ရာနာဂတိ
ရေတွက်ပိုင်းခြားဒီ၅ပါးအများလူမသိအသက်အနာသေအခါဆုံးရလာတည်းရေတွက်ပိုင်းခြားဒီ၅ပါးအများလူမသိဘယ်အသက်မှာကိုသိရမယ်ဆိုတာသိနိုင်တယ်ဘယ်ယောဂဘယ်အနာနဲ့သိရမယ်ဆိုတာသိနိုင်တယ်ဘယ်ချိန်မှသိရမယ်ဆိုတာသိနိုင်ရဲ့လားဟောဒီသင်သွားပြီးရမလိုက်တဲ့ယောအလောင်းကြီးဘယ်တရားမှာဘယ်သုတ်တံမှာစွန့်ရမယ်ပြီးတောင်းခံရမယ်ဆိုတာသိရဲ့လားသိပြီးတော့ရောဘယ်ကိုသွားမယ်ဆိုတာသိရဲ့လားမသိဘူးသို့တော့မသိဘူးဆိုတာကိုကျွတ်တော့သိတယ်လို့နေမနေဘူးလားအဲ့ဒါကိုဒုက္ခိတပုံရတာပြောသွားတာမပြောမကြားလိုက်ရပြီဖြစ်နာမှမကြားနိုင်ဘူးဟေးတဲ့ငါဒီ90နှစ်ပြည့်ရွှေတို့တပင်ကိုခဏနာနာနဲ့နေတို့နဲ့ကျင်းပါခဲ့တယ်ဒီလိုပုံစံလေးဖြစ်မလားအေးရွှေတို့ကျင်းပါခဲ့တယ်ကအခုကျတော့52နှစ်မှာပဲတည်သွားပြီမင်းတို့မပေါ်နဲ့လို့ပြောခဲ့တာလည်းမတူဘူးဟောပြေးလိုက်ဘယ်အနာလဲရှင်းလိုက်တာသွားလိုက်တာသူစင်ကာပူစင်ကာပူနဲ့အိန္ဒိယအမေရိကန်မှာလည်းဘုံဘုံနဲ့ဟိုဘက်ဒီကဆုံနေကြတာပဲဟုတ်လား2009ကလည်းသူလည်းဆုံတာပဲမနစ်ကလည်းကျမ်းပိုင်းမကောင်းတဲ့သူလည်းဆုံနေတာပဲသို့တော်ပြည်တိုင်းဘယ်လိုအနာနဲ့ဘယ်လိုဖြစ်မယ်ဆိုတာမသိတဲ့အခါကျတော့ကိုယ်လှုပ်ရှားမှုနဲ့တော်တော်များများကျုပ်တို့ကစပြီးသူများအတွက်ရှာနေတာလားကိုယ့်အတွက်ရှာဒီကြရဲ့လားသူများအတွက်ရှာတာများလားကိုယ့်အတွက်ရှာတာများအားရသမီးတွေဆွေတွေမျိုးတွေမမွေးနေတဲ့ကြီးကလေးကအစကြိုတင်ပွိုက်လေးတွေရှာရတယ်ဟောဒီဘုန်းကြီးတွေလည်းပဲတဲ့သာသမီတွေသတိမရတဲ့တရားမှမရှိဘူးပဲဒကာဓမ္မတွေအတွက်အကြောင်းကြီးဆောက်ခြင်းနဲ့စီအိုတွေဆောက်ခြင်းနဲ့ဘာတွေလုပ်ခြင်းနဲ့ရှာလိုက်တာရှာရင်ရှာရင်ဘိုင်းကလေးလဲပြီဆိုတော့ပြိတ္တိမလုပ်လို့ရတယ်မရဘူးသို့တော်ပြိတ္တိဘယ်လိုအသက်မှာတဲ့ဘယ်လိုအနာယောဂနဲ့တရားမှမသိနေပဲမိုက်မိုက်ကန်းကန်းနဲ့ရှာနေကြတယ်အဲ့ဒီလဲဆိုတာကဘယ်အချိန်မှသိရမယ်ဆိုတာလည်းမသိပြန်သိရလားအေးနောက်ဆုံးစဉ်းစားလိုက်အခုဥပုံညာဘယ်မှာပြန်တော့ကဲရုပ်အလောင်းကြီးတွေ့လိုက်အခုဘာတွေ့လဲအယုံများပဲပြိတ္တိသူ့အယုံလောင်းကိုဘယ်လိုမိသိကြိုခဲ့ပြီးတော့ဘယ်လိုလုပ်လိုက်မှတော့ကိုမြင်လိုက်ရတာအယုံများဟုတ်လားအဲ့ဒီအယိုးပြတော့ကံဝေကယူတိုင်းကိုယ့်အရင်ရှို့ထားတယ်လို့ရှိရင်သူ့အယိုးနဲ့ကိုယ်အယိုးတော့ပေါင်းသွားအဲ့တော့ဘုံဘုံတို့ကဥပုံညာမပြောခဲ့ပြီပဲပြောခဲ့တဲ့စကားလေးငြင်းရောင်ကြားရအောင်အေးငါတရားဓမ္မလေးငါတပည့်လေးငါတို့ဒီရှင်တော်မြတ်ဗျာဟောကြားတဲ့တရားတော်လေးကိုလက်ထဲမှာနှလုံးသားထဲမှာခိုင်ထားပြီပဲငါတို့ဒီဘယ်အသက်အရွယ်ကြမှာဘာလုပ်ပဲဆိုပြီးတော့ပိုင်းခြားနေတာနဲ့အခြေကုန်နေတဲ့ပိုင်းခြားမယ်အမှန်တမ်းပြောကြည့်ဟိုဒီနေ့တရားကောင်းအားထုတ်တော့မယ်နောက်နေ့ကလည်းစောင့်မနေဘူးဆိုပြီးတော့စိတ်ထဲမှာအမြန်ဆုံးဖြစ်တာများရတယ်ဘုံဘုံရဲ့ဖြစ်ပြီးပေါ့ဒီဇင်ဘာကြီးတော့လာခြင်းကြာဆုံးမလာတော့ဟာတို့ကကြိုးပွိုင်းတယ်ဟဲ့ဒီဇင်ဘာလည်းမပွင့်ဘူးကြာလည်းပွင့်နေမှာပွင့်မှာအဲ့ဒါဆိုတော့ဒုက္ခပဲလေဘယ်ကြောင့်သွားမှမသိဘူးအောင်မဲလို့တရားတွေဟောနေမြန်မာနိုင်ငံမှာဒါရန်ကုန်မြို့မှာရိပ်သာတွေအများကြီးပဲဘုံဘုံနဲ့ဘုံဘုံကျော်စားတော့တာရှင်ပြီဟာတော်အားရှိပါတယ်တရားတော်ဘယ်လိုတွေ့လို့မှာဟုတ်လားအဲ့တော့ပြောချင်တာပြိတ္တိအသက်ဘယ်အရွယ်မှာသိမယ်ဆိုတာလည်းမသိဘူးအနာဘာယောဂနဲ့သိမယ်ဆိုတာလည်းမသိဘူးဘယ်အချိန်မှာသိမယ်ဆိုတာလည်းမသိဘူးဟောသူဥပုံညာတယ်ငါတော်ကအိန္ဒိယဘုရားဘုသွားတာလေအခုငါပြန်တော်မူသွားလို့ငါအယူတော်ကြီးပြောက်မင်းတို့တွေကိုယ်ပိုင်းမှာထည့်လာတယ်ပြာလေးပဲကိုရတော့တယ်မပေါ်ကြနဲ့မပေါ်ကြနဲ့မှားသွားတယ်လည်းမတူဘူးဥပုံညာနာရဲ့အပေါ်မှာတကယ်လေးစားတယ်တကယ်ကြီးညိုတယ်တကယ်တန်ဖိုးထားတယ်ဆိုရင်ကိုတော်တိုင်းနဲ့တခြားနိုင်ငံမှာပြန်တော်မူပြီးတော့အာလုံးသောတရားဓမ္မပေါင်းတော်တွေကိုလက်တွေ့မျက်စိပြန်သွားတဲ့တရားတွေကိုမမြင်လိုက်ရပါပဲမျက်လုံးထဲမှာမြင်အောင်အာရုံပြုလို့ခိုင်းတာစမ်းမှာမကြားလိုက်ရပြီပဲဒီစကားလေးကိုနားထဲမှာထည့်ပြီးတော့ကြားရအောင်လိုက်စမ်းမှာတဲ့ရေတကြားတဲ့ပြိတ္တိတကယ်လေကြီးညိုရရောက်
ကိုယ်အတွက်လည်းပြင်ဆင်ရာရောက်ပါတယ်ထိတ်တယ်မလို့ဒီပရိသတ်အကောင်းကြီးနဲ့သွားတာအခန့်သားလေကြီးနဲ့သွားတာဟုတ်လားဟောပရိသတ်ဖြစ်လိုက်ရတဲ့အဖြစ်တွေကကြားလိုက်ရတယ်အခုသူဘယ်ကိုရောက်မယ်ဆိုတာကတော့ခံမှန်းရင်မရနိုင်ဘူးတဲ့တော့ကဲဘယ်ကိုရောက်မယ်လို့ပြောဟမ်ဘယ်ကိုဟောတတ်တယ်နိဗ္ဗာန်နိဗ္ဗာန်မဆိုးဘူးခင်ဗျားတို့လည်းအတော်လေးတော့သွားတတ်တယ်ဟုတ်လားကဲဒါဆိုဥပုံညာကတော့နိဗ္ဗာန်ရောက်မယ်လို့ပြောတယ်တတ်ပြီတော့ကိုအောင်အခုလည်းတော့ထွက်သွားရင်လည်းရောက်ပြီးတော့ဟောမဆိုးပါဘူးခင်ဗျာရောက်မဆိုးပါဟုတ်လားအဲ့ပရိသတ်ကြီးပြောနေတာသူကတတ်တည်ပြသွားပြီသူကတတိပေးခဲ့ဒါကြောင့်ဥပုံညာကိုရည်ညွှန်းပြီးမြင်တတ်ကြားတတ်ပါစေဆိုအဲ့ဒါပရိသတ်အသက်ဆိုတာလေ50တက်နဲ့အလွန်တုံတောင်းလေးတယ်အလွန်အောင်မြင်နေတဲ့အချိန်နှမျိုးလိုက်တာဒါတကယ်ရင်ထဲကစကားဘာမှလည်းပြောlênတာမဟုတ်သာသနာမှာလူတကာဓမ္မတွေနှလုံးသားကိုအေးနေတဲ့တရားကိုတကယ်ဟောပေးနေတာလေကိုယ်တိုင်သိတကယ်အေးနေတဲ့ပရိသတ်တွေနောက်မှာပါနေရတယ်သိတော့ဟောတကယ်သာသနာမှာအကျိုးများတဲ့တကားချောသွားပြီနှမျိုးပါသို့တော့ဘလောက်ပဲနှမျိုးမြောဘုန်းကပြောတယ်ဘယ်အသက်ဆိုတာပြောလို့ရတယ်ဘယ်အနာဘယ်အခြေအဲ့ဒီပြောမရဘူးဆိုတာကအခုမှဟောနေတာဘုရားဟောခဲ့တယ်ဒါကြောင့်ရှင်တော်မြတ်ဗျာဟောကြားခဲ့တဲ့မတိခြင်း၅မျိုးကိုတော့ငါတို့ဆရာတော်ကလက်တွေ့ပြန်သွားပြီးအေးငါတို့အားလုံးလည်းပဲဘယ်အချိန်မှဘယ်လိုယောဂနဲ့ဘယ်နေရာမှာပြရမှာဆိုတာမသိနိုင်ဘူးတဲ့ဒါကြောင့်ပြိဋိဒိမတိခင်မှာဘာလုပ်ကြမယ်မတိခင်မှာဘာလုပ်ကြမယ်ကဲအကုန်လုံးအောက်မှာသီလရှင်ဥစ္စာတယောက်တစ်စုံဝေမယ်တဲ့မနက်ကဘလုံးလုံးလို့သီလရှင်ဟောကြားဆိုတပည့်တော်တို့ကဟောချင်ပါတယ်အရှင်ဘုရားတရားဝင်ဘုမစီမဆိုလို့မဟုတ်တာပါပြုံးတယ်ဟုတ်လားအဲ့ဒါပဲပြိတ္တိဘုံဘုံကငိုနေတဲ့မျက်ရည်တွေတိတ်စေခြင်းငိုနေတဲ့မျက်နှာတွေပြုံးစေခြင်းဘာဖြစ်လို့လဲအကုန်လုံးကဒီနန်းကိုသွားကြရတွေးကြည့်လိုက်နောက်တစ်ခုလေးပုံပဲလုပ်ကြည့်ရှင်တော်မြတ်ဘုရားရဲ့နောက်ဆုံးပန်းတိုင်တယောက်သွားကဲဥပုံရရဲ့နောက်ဆုံးပန်းတိုင်နဲ့ဘုံဘုံတို့မမြင်နိုင်တော့လည်းပဲခံမှန်းရင်တော့မရဘူးပရိသတ်ရဲ့သူ့အစဉ်ကိုသူသိနိုင်မယ်နိဗ္ဗာန်ဆိုတော့ကျုပ်တို့ကမပြောရင်းပေမဲ့ပရိသတ်ရဲ့အနိစ္စဆိုတာကိုရောက်နိုင်မှာအမြင့်ဆိုတာရောက်တယ်အမြင့်ဆိုတာရောက်တယ်ပြောလို့တာကမတိကျတရား၅ပါးနဲ့နေရပါလျက်ပဲတိတိကြီးပုံစံနဲ့မေ့နေမယ်ဆိုရင်ပရိသတ်ကိုသွားရင်ဘယ်သွားရမယ်မှမသိလိုက်ဖြစ်နေတယ်ဟုတ်လားဒါကြောင့်ဥပ္ပုံညာကတော့တတိပြလို့ဆုံးမသွားပြီအဲ့ဒီဆုံးမချက်လေးကိုပဲလိုက်နာရင်းနဲ့ဘိုးလေးတိတ်လိုက်ပါတော့မိမိလုပ်ရမယ့်တောင်းမိမိလုပ်ဖို့စဉ်းစားပါရှင်တော်မြတ်ဘုရားလည်း45ဝါကာလပတ်လုံးဘုရားရှင်တပါးအနေနဲ့သာသနာပြုသွားလိုက်တာလူတွေလက်တည်းရဲ့နှလုံးသားတွေကဒေါသအပူတွေကိုကင်းစေခဲ့တဲ့ဒေါသညောင်းတွေကိုလုပ်ပေးခဲ့တယ်နှလုံးသားမှာကင်းနေတဲ့ကိလေသာတွေကင်းပြီးတော့ယဟန္တာဖြစ်သွားတဲ့ခေသေးတာတွေနဲ့ညောင်များစွာသောတာပန်သဂရဏအနာဂတ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေညောင်များစွာတဲ့လောကထဲမှာအာဇာတိယရဏတပါးခေါ်ကားလိုက်တာလောကငြိမ်းချမ်းသွားပါလေဟောဥပ္ပုံညဆိုတဲ့ပဋိဉာဏ်တစ်ပါးသာသနာမှာထုံးကားလိုက်တာကျန်တာမရှိဘူးသာသနာတော်မှာဘယ်သူမှယူသွားလို့မရဘူးဒီအဆောက်အဦတွေနောင်သာသနာအစဉ်အဆက်တန်ဖိုးရှိရှိသာသနာပြုလို့ရမှာပါပရိသတ်ရဲ့ကုမ္ပဏီထောင်ပြီးတော့စီးပွားရှာပြီးတော့ဆောင်းသွားတာမဟုတ်ဘူးကိုဟောတဲ့တရားနဲ့ရလာတဲ့ဓမ္မပူဇာနဲ့ကျုပ်တို့ဆောင်းကြရတာအဲ့တော့ပရိသတ်သာသနာတော်မြတ်ကြီးအတွက်သာသနိကဆိုတဲ့ရုပ်ဝတ္ထုတရားရဲ့ညောင်များစွာထားခဲ့တယ်သာသနာတော်ကိုညိုလေးသားတဲ့ရဟန်းတပည့်တွေလူတပည့်တွေညောင်များစွာရဲ့နှလုံးသားမှာကိလေသာငြိမ်းချမ်းတရားတွေကိုဟောကြားပြသွားခဲ့တယ်ဘုရားရှင်သခင်တို့တလောကလုံးကိုအော်တောင်းလင်းဖြစ်အောင်ပြုနိုင်ခဲ့ပေမဲ့လောကတခွင်းရဲ့စိတ်ကလေးသားလေးတော့ရှင်းလင်းအောင်လုပ်သွားနိုင်ခဲ့တယ်အဲ့ဒါကြီးတော့ကျွတ်တို့က
လောကကောင်းကျိုးပြုသွားတဲ့မထေရရဲ့တပည့်ပိသဆိုလောကကောင်းကျိုးတွေငါရောမလုပ်ပြီးပြီလေစဉ်းစားဖို့ကောင်းပါဘုနေကြမဲ့အစားအရှင်ဘုံညာနန္ဒမထေရမြတ်တို့ဘုရားရှင်ကိုယ်တော်မြတ်တို့မိန့်ကြားခဲ့တယ်လို့အပမဒေနာသဘာတိထမိမိပြောရောကြီးတဲ့မနေပါနဲ့ပေါ်ပေါ်ဆဆကြီးနဲ့မနေကြပါနဲ့အချိန်မရွေးပြေးမယ်ဘေးကပြေးဖို့စီလာနေတယ်ဟုတ်လားဘုရားရှင်ကိုကြည်ညိုတော်ဘုရားစကားကိုနားထောင်ရမယ်ဘုရားရဲ့တတိသာဝကကိုကြည်ညိုတော်ဘုရားစကားရောဆရာစကားရောတစ်မျိုးလုံးကိုနားထောင်ရမယ်ဒါကြောင့်မမြင်ခဲ့ပေမဲ့မြင်တဲ့ပုံစံမကြားရပေမဲ့ကြားရတဲ့ပုံစံနဲ့ဩငါတို့ဆရာတော်ကတော့ကိုယ်တိုင်ပြောင်းပုံစံပြပြီးတော့ဒီဘဝကထွက်သွားပြီဘေယောဂဘေအချင်းဘေနေရာမှာသိရမယ်ဆိုတာမသိဘူးဆိုတာကိုငါတို့ကိုလက်တွေ့ပြသွားခဲ့ပြီတဲ့သို့တော်ပဲနဲ့သူ့လုံဆောင်ချက်တွေကတော့ဒီနေရာရောက်ဆိုတာခံမှန်းနိုင်ပြီကိုကြိုက်ဘယ်နေရာသွားမယ်ဆိုတာပြိဿရဲ့စဉ်းစားလိုက်တော့ဘယ်နေရာသွားကြလဲနည်းနည်းလေးမမြင်ဘူးမလျှော့ဘူးညောင်းသေးပဲဟုတ်လားနိဗ္ဗာန်ကတော့တရားမှမလျှော့ခင်ဗျားတို့နဲ့ကျုပ်တို့တော့ယူဝါဒမတူကျုပ်တို့ကတော့လေကူမှာတော်တရားစကားလေးဖွင့်တာတော့နိဗ္ဗာန်နဲ့လုံးဝမသွားခြင်းလေးပါလေကူမျိုးကိုကာမဆောင်နေနဲ့တတ်တောင်းတတ်တာသွားခြင်းပါလေအဲ့တော့ပြိဿရဲ့အဲ့ဒါပဲပြောချင်တာကိုသွားတဲ့လမ်းလေးကိုကိုယ်တိုင်မှန်းနိုင်ဖို့မလိုဘူးလားသာယနာဘိကဝေပစ္စာဝိပတိမပမဒတဘိကဝေပစ္စာဝိပတိသာရိနောမအဟုဝဋ္ဌဘိကဝေပရိသလေးပါးจิตတာจิตမိတို့လောမေတိจิตတာจิตမိတို့သည်မပမဒတတန်ယောစဉ်ဝိပြောဆွေဝိ၍မိငါယောဂသင်တို့မနေကြပါကုန်လေဘုရားမိတ်မိတ်တယ်တဲ့ဒါကြောင့်ဘုရားကမမိနဲ့ပုံပါခဲ့တယ်ဘာကြောင့်မိလဲနာတန်ရောစဉ်သမီးတန်ရောစဉ်ဆွေတန်ရောစဉ်ပစ္စည်းတန်ရောစဉ်လုပ်ငန်းတန်ရောစဉ်ญาတုတန်ရောစဉ်တန်ရောစဉ်မျိုးစုံနဲ့ကိုသွားရမယ်နတ်ကြီးရဲ့အတွက်ကိုလုံးရဖို့မိနေတတ်တယ်အခုမမေ့ဖို့ဘယ်သူကပါခဲ့တရားသဆိုလဲဘုရားကလည်းပါသွားတယ်ပုံညာနန္ဒကလည်းပါသွားတယ်ပြိဿရဲ့မိနေတယ်ဆိုရင်ဘုရားစကားနဲ့ဆရာစကားကိုနားထောင်နေဟုတ်ပါမလားဒီမမေ့ပါနဲ့ဟုတ်လားပစ္စာတရွယ်ကြီးရဲ့သရာတိမကျင့်နိုင်အောင်သိခြင်းရောက်မှနောက်ကာလ၌ဝိပတိတာရိနောငါအတရွယ်ငယ်ငယ်ရွယ်တတိကောင်းစေကျမ်းပါစေကာလလုံးကဒါနရိအာယမာယမပြုနိုင်ခဲ့ဘူးသီလရိလုံခြုံအောင်ကြိုးစားလို့စောင့်ကြည့်နိုင်ခဲ့ဘူးဘာဝနာတရားတွေဣဒ္ဓမျိုးစုံမှမြည်ကြည့်နေပေမဲ့ငါမပွားများနိုင်ခဲ့ဘူးလို့မအဝဒပူစိတ်ဒေါသဒေါမနဖြင့်တောကဖြာဖြာနေလို့မဖြစ်ကြပါကုန်နဲ့ပရိသတ်ရဲ့ဥပုံညတို့ချက်ချင်းသိသွားတာမဟုတ်ပေမဲ့လူတိုင်းကဘာဖြစ်မလဲဒီအနာဘေယောဂနဲ့သိမှမသိတော့ပရိသတ်ရဲ့အဲ့ရတဲ့ရေပြီးကိုကဘယ်လိုမှမခံနိုင်တော့ဘူးဆိုတဲ့အခါကျတော့ကိုမလုပ်ခဲ့တဲ့ဌာနကိုမဖြစ်ခဲ့တဲ့သီလကိုမပွားခဲ့တဲ့ဘာဝနာတွေနောင်တမရဘူးနောင်တရတတ်တယ်ဒါကြောင့်အဲ့ဒီအကြောင်းကိုဟောခြင်းအချင်းကမရကိုကိုယ်တိုင်ပဲပြိတ္တိအဲ့နောင်တကနေအမြင်ကိုရုံထွက်ခဲ့ကိုကိုယ်တိုင်အဲ့ရတဲ့လေဒီဟာတည်တော့ကဲငါတည်တော့ဘယ်လိုတည်မလဲကိုကမေးလိုက်ငါတော်တည်ရမှာငါထူးတော့မှလည်းအမေမရှိပြည်စည်းမှာကိုကြီးမရှိမြန်မာနိုင်ငံမရှိဟာအကုန်လုံးငါရုပ်နဲ့လည်းပဲရှိတယ်တော်ပြီငါအမှတ်နဲ့ပဲငါတည်တော့မယ်ဆိုပြီးတော့ပြိတ္တိကိုယ့်အမှတ်ကိုစောင့်ချပြီးကိုယ့်ဟာကိုယ်တန်ရုပ်စီအကုန်ဖြတ်အကုန်ကတ်တော့လုံးလိုက်တဲ့အချိန်မှာရုပ်နဲ့စိတ်နဲ့ညီပြီးတော့ကိုယ်ဘုံကံတွေကကုန်သေးတာမဟုတ်တော့ပြန်ဆက်တာအဲ့ဒီအချိန်ကျမှငါတော့ဒီယောဂနဲ့ကိုနောက်တရားသွေးကြီးကဘယ်လောက်ကြီးနေလဲဒီတော့မှထင်တယ်အမလေးအမေကိုဘယ်သူကဘာလုပ်ပေးမှာတော့ဘာအဲ့ငုံနေလို့ရပါ့မလားအဲ့ဒါကသူများလေကိုယ့်အတွက်ပြန်ကြည့်လိုက်တော့ငါကြောင်းလည်းမပြီးသေးဘူးအမလေးငါသီလလည်းအဘတ်တော့ရှုံးမဲ့တယ်လေအမလေးငါတရားလည်းသောတာပန်မဖြစ်သေးဘူးဆိုရင်ပြိတ္တိငိုမလားရည်ပြိတ္တိကိုတည်ဖို့တော့တတ္တိမပါဘူးဆိုတဲ့ဘဝ
လွန်ဝါနေစေကောင်းဒါကြောင့်ဥပုံညကိုယ်တိုင်ကမှားသွားတဲ့စကားလေးကိုမမြင်ရပေမဲ့မြင်ရအောင်မကြားရပေမဲ့ကြားရအောင်တတိထားပြီးတော့ငါတို့ဆရာကြီးဘယ်နေရာဘယ်ယောဂဘယ်အချိန်ကမှသိမယ်ဆိုတာမသိဘူးဆိုတဲ့ဘုရားစကားအတိုင်းသူကိုယ်တိုင်ပဲသိပြပြီးတော့ပြန်တော်ပူပြပြီးတော့တတ်ပြီးပြန်သွားခဲ့ပြီငါတို့လည်းဘယ်အချိန်ဘယ်နေရာဘယ်ယောဂနဲ့သိငါတို့ရဲ့ရုပ်အနောက်နဲ့အယုပြဘယ်နေရာမှာချရမှမသိတာကိုသိပါလျက်တယ်နဲ့ဒီသံယောဇဉ်အမွေတရားတွေနဲ့မိမိနေကြမယ်ဆိုရင်ပရိသတ်ရဲ့အဲ့ဒီမိခြင်းကကိုယ်အထက်ကိုပို့စီမာလားအောက်ကိုပို့စီမာလားဒီဒါကြောင့်ဘယ်ကိုသွားမှာနိဗ္ဗာန်တော့မလျှော့ဟုတ်လားကိုကနိဗ္ဗာန်သွားမှလားနတ်ပြည်သွားမှလားမင်းဘယ်သွားမှသူကနိဗ္ဗာန်ကိုချတာဒါဆိုရင်တော့နိဗ္ဗာန်သွားမယ်ပုဂ္ဂိုလ်တွေကိုခေါ်ရတာမောပြပါပြီဒါကြောင့်အလုံးကိုပြောချင်ပါတယ်မြင်ရောင်မြင်တတ်ကြားတတ်နိုင်ပါစေဆိုတာသဘောပေါက်ပြီတရားပြောတဲ့စကားကိုပဲဥပုံညာကနှုတ်ကအနိကဒီကနေ့ပြန်တော်မူတာနဲ့မပြောခဲ့ပေမဲ့ပြောလိမ့်မယ်ပြောတဲ့စကားလေးကိုသူလေးတက်ကမြင်တတ်ကြားတတ်ရင်ဖြင့်သူ့အတွက်လည်းကြည်ညိုရာရောက်တယ်လို့ကိုယ့်အတွက်လည်းပြည့်တဲ့ဆရာတော်တပည့်သံတော်ပါရာရောက်ပါမယ်ဘုရားလူတွေအရှင်အာနန္ဒာကိုကြောင်းဆောင်တက်ကတတိပေးတယ်ဆိုရင်အားလုံးကိုလည်းမေဇိမဘုရားကနတ်မဟုတ်ဘူးတတိပေးရမှာပဲနှမျောတာဘောခင်ဗျားတို့သိတယ်ဆိုတာကဘုန်းကြီးတစ်ပါးရဲ့တန်ဖိုးတရားဟောကောင်းတာတော့ပဲတွေ့တယ်ကျုပ်ကတန်ဖိုးတွေသိတာပုံနှမျောတာပါသို့တော်ပြိတ္တရဲ့နှမျောဆရာတွေဒီပဲခုလိုပဲပြန်ပြောတာကိုရောနှမျောရင်းလည်းမဖြစ်မယ်သွားမှာပဲဒါကြောင့်ပြိတ္တရဲ့ပြောချင်တာမသွားခင်လေးအချိန်လေးမှာကိုတောင်းနေကိုကြည်အောင်လုပ်လိုက်ဆရာအပေါ်မှာဘုရားအပေါ်မှာလည်းတောင်းကြည့်တယ်ကိုဘဝသံဃာအတွက်လည်းအေးပြုံးပြုံးလေးနဲ့ဖတ်ပါနိုင်မယ်ဟုတ်လားဧကဝေပရိသတ်လေးပါจิตตจิตတမိတို့လုံးမင်းသင်จิตตจิตတမိတို့သည်မပမတထာသံယောစေဝိပြောရွှင်ဝိမိဂါယောဂသင်တို့မနေတိုက်ကြပါတော့နဲ့ပိဿာတရွယ်ကြီးရဲ့သရာသိမကျင့်နိုင်တော့သိခြင်းရောက်မှနောက်ကာလ၌ဝိပတိတာရိနောအသက်အရွယ်ငယ်ငယ်ကျမ်းကျမ်းမာမာတတိကောင်းတဲ့ကာလလုံးမှာကိုမပြုတ်ဖြစ်ခဲ့တဲ့ဒါနသီလဘာဝနာကြောင့်ပြီးပြီးတော့နှလုံးမသာစိတ်ဆင်းရဲတာတွေမဖြစ်ကြပါဘူးနဲ့။ရာဣတိကဟောတုမာကံသင်္ချစ်သာจิตမိတို့အတွက်အနုသာသနီငါဘုရားရှင်ကိုယ်တော်မြတ်တိုင်းဆုံးမခဲ့တဲ့အဆုံးအမဖြစ်ပါပေ၏။ဤဒီသို့ဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြည်သည်ဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန့်ကြားတော်မူခဲ့ပါပေသတည်းပရိသတ်ဒီလောက်ပဲမြင်ရပြီလားကြားရအောင်ထပ်ပြောလိုက်မယ်တဲ့ဥပုံညာကပါသွားတယ်ငါဟောဒီမှာတည်သွားပြီတဲ့ဘယ်လိုတည်လဲဆိုတာနေလို့ဒီအလုံးသိကြပြီငါတည်သလိုတစ်ချိန်ချိန်မှာတစ်မျိုးမျိုးနဲ့တည်ကြရမှာမတည်ခင်ကိုယ့်အလုံးကိုလုံးလို့ပြောခဲ့တဲ့စကားလေးယဉ်တက်ကြားတတ်နိုင်ကြပါစေနော်ဧသေတံဗုဒ္ဓဗုဒ္ဓေတသုနေကဝါဓမ္မဒေသနာအဘိနန္ဒနာသိတေနာသာလုသာဒုတိပါဒတာသာရောတရားနာလာကြပါလေမြတ်ရာမပေါင်းသူတော်ကောင်းတို့ဒုမေမြင်သူတော်ကောင်းအပေါင်းတို့သည်သုဒ္ဓဘုဒ္ဓေနာဒါနသီလဘာဝနာပြပြတို့ကိုဘုဒ္ဓပြပြကိုပြည့်စွာနိုင်တော်ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏အတ္တမတတိကတတော်မှာတည်တည်တဲ့တစ်ဆက်ခန္ဓာပေါ်ကြအပ်သောဒီမာဓမ္မဒေသနာရှင်တော်မြတ်ဗျာပြောကြတဲ့စကားလေးအတိုင်းပဲဥပ္ပညာနန္ဒပြောကြခဲ့တဲ့စကားလေးအမှုရာလေးကိုမြင်ထက်နိုင်ဖို့ရန်ကြားတတ်နိုင်ဖို့ရန်ဤတန်အာယုပြုဟောကြားအပ်သောမြင်တတ်ကြားတတ်နိုင်ကြပါစေအမိပေးနိုင်တဲ့ဒီတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယောသေနာကြားကြတော်မူသည်ဖြစ်၍အဘိနန္ဒနာစိတ်တေနာအလွန်မြတ်သာရှင်လန်းဝါမြောက်ဝါသာမိတိဖြာကြကုန်လျက်အဘိနန္ဒနာစိတ်တေနာဟောရိကိုတော်
ငါတို့ကတော့သူတရားဟောမယ်လို့သတင်းကြားတာနဲ့အဝေးကြီးကလာခဲ့ရတယ်အောင်မယ်လေအခုတော့သူပလင်မောတဲ့တုန်းကပြောတဲ့အတိုင်းတဏှာကြီးမှတကယ်တဏှာကြီးလေးခေါ်သွားတယ်တော့လို့နိုင်လေးနေတဲ့စိတ်ထဲမှာမကျင်တတ်တာလေးများဝင်လာမယ်ဆိုရင်ပရိသတ်ရေအဖြစ်တော်ဘဝလေးနဲ့မြန်မြန်လေးပြင်ညာပါဟောဒီကိုတော်တရားဟောရမယ်အချိန်မရောက်ပင်မရောက်ညာတော်လဲမိုက်ကန်းကန်းနဲ့ဟောနေလိုက်တာပရိသတ်ကိုပြုံးပြပေမဲ့ငါကောင်းတွေကဘယ်လိုရှိစိတ်မလဲရဲ့လို့တထိတ်ထိတ်ကြပြားပြားနဲ့ဟောနေရပါတယ်ဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြပါပြီဒါကြောင့်နှလုံးသားရဲ့ကိုယ်လင်းစားအသွေးသားရဲ့ကိုယ်လင်းစားငါတို့များသွေးလေးတက်ပြီးဆိုရင်ဘယ်လိုနေလဲလို့ကိုယ်ကိုပြန်တွေးပြီးတော့ရေးရေးလေးပြန်ပေါ်ရင်စိတ်ထဲမှာချစ်ခင်တဲ့စိတ်လေးတွေအမြန်ဝင်ကြီးကြီးလေးလေးကြီးကြီးနက်နက်ဝမ်းမြောက်ဝမ်းသာပီတိချာကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်တော့သူတော်ကောင်းသူမြတ်တော်တို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်တန်ကိုပါတထာသုံးကြီးသုံးဝါလုံးရထား၍ကောင်းစွာမဲ့